မင်္ဂလာပါဒီညမိုးခိုင်မှာအကောက်မှာလိုက်လွင့်တယ်မမိုးဒီမှာဆွစ်ဇာလန်နိုင်ငံမှာဆိုရင်4 နာရီ15မိနစ်ပဲရှိသေးတယ်နော်ညနေ4 နာရီ15မိနစ်ထိုင်းနိုင်ငံမှာဆိုတော့9 နာရီကျော်သွားပြီပေါ့နော်9 နာရီ15မိနစ်ပေါ့မမိုးခဏချဲလိုက်မယ်နော်ဝိုင်းပြီးတော့ချဲပြီးကြပါချဲလိုက်မယ်အစောလာဆိုင်မင်္ဂလာပါ15ရောက်ဝိုင်းပြီးတော့ချဲပြီးကြပါအောင်စဉ်10 လပိုင်းကမ်ပိန်းအတွက်လူခံပါတယ်ဆေးရုံစင်တာအတွက်မလာလူရသေးတဲ့လူတွေနော်ငရုတ်တီ drone 3 ခုရခိုင်ကမ်ပိန်းကတော့15ရက်16ရက်မှာအလူခံရမယ်ထင်တယ်15ရက်အော်စီမှာပြန်မယ်15ရက်လား16ရက်လားမသိဘူး19ရောက်မင်္ဂလာပါဝိုင်းပြီးတော့ချက်ပေးကြပါအောင်နော်မိုးရလူစင်တွေမှာအဲ့ရသေးတဲ့လူတွေကိုညီပြီးတော့ချက်ပေးကြပါဆွမ်းလာဆိုင်ကဲဦးလေးရေဦးကြောက်သူတွေးလို့စင်ဝင်လာလို့ရပြီနော်ဦးလေးနော်ဦးလေးဝင်လာကြည့်ပြီလားမသိဘူးထမင်းမစားရသေးဘူးမိုးကမဟုတ်ဝယ်စားရတယ်အပြင်မှာတွေ့ဒီနေ့သူတို့စဝစ်ဇာလန်နိုင်ငံမှာလေပြီးတော့စဝစ်ဇာလန်နိုင်ငံမှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စဝစ်ဇာလန်နိုင်ငံတနင်္ဂနွေနေ့ဆိုရင်လေဆိုင်အားလုံးပိတ်တယ်ကြောင်းမြန်ဖြစ်တယ်နော်ဩစတြေးလျနိုင်ငံလားထိုင်းနိုင်ငံလားသူများနိုင်ငံတွေကြတော့ Sunday ဆိုရင်ဖွင့်တယ်ဟုတ်လားသူများနားရက်ဆိုတော့သူများတွေ shopping တယ်အပြင်ထွက်တယ်ပစ္စည်းတွေလိုက်ဝယ်တယ်လိုက်ပြောဝယ်တယ်အပြင်မှာသမီးထွက်စားတာပေါ့ဒါပေမဲ့သူတို့နိုင်ငံမှာဆိုရင် Sunday ဆိုရင်သူတို့နားရက်ဖြစ်တယ်ဘယ်ဆိုင်မှာဘယ်တော့အကလုံးပိတ်တယ်ပြီးတော့သမီးဆိုင်လည်းဘယ်သူမှမဖွင့်ဘူးဒီနေ့သမီးဆိုင်မဖွင့်ဘူးသွားတာတနေကုန်ပဲဖွင့်မယ်ဆိုရင်လည်းဟိုဘယ်လို coffee store တို့ပေါ့နော် coffee ဆိုင်တို့ cafe ဆိုင်တို့အဲ့ဒါပဲဖွင့်တယ်ပြီးတော့ဟို chocolate ရောင်းတဲ့ဆိုင်တွေအဲ့ဒါပဲပစ္စည်းအလားအပအင်ကြီးတွေမှန်သမျှအကောင်လုံးပဲစားတော့ဆိုင်ကြီးကြီးတေးအကောင်လုံးပိတ်တယ်တစ်မျိုးလုံးပိတ်တယ်တစ်မျိုးလုံးပိတ်တယ်ပြီးတော့အမိုတို့ကဟို flash နိုင်ငံမှာပြန်ပြီးတော့ကာမောင်ရတယ်အမြင့်30နင်းနင်းလေးပဲလေဟိုမမိုတို့အခုလာလဲတာဘယ်လိုကမလဲအကောင်လုံးမပြောတော့ဘူးနော်ဖလန်နဲ့ဒီဆွစ်ဇာလန်နင်းနင်းလေးပဲမမိုတို့သွားမောင်းတယ်ကားမောင်းလိုက်တယ်ကားမောင်းလိုက်တဲ့အချိန်မှာမြို့သေးလေးတစ်ခုမှရောက်သွားတယ်ရောက်သွားတော့အဲ့ဒီနေရာမှာဆိုလဲဟိုဆိုင်သေးသေးလေးတပေါ့နော်ဟိုဘယ်လိုကမလဲမြို့အိုကြီးပေါ့နော်အိုတယ်လေဟောင်းတယ်လေအဲ့ဒီမြို့ဟောင်းမြို့ဟောင်းတခုပေါ့သွားတဲ့အချိန်မှာလူတွေကလည်းပြည့်နေတာပဲဆိုင်တခုမှဘယ်လိုကမလဲဝမ်းနဲ့ဆိုတာမရှိပေါ့နော်အဲ့ဒီနေရာမှာပဲမုံပဲထားပြီးတော့ဝယ်ပြီးတော့ကလေးတွေလည်းစားလိုက်တယ်အခုကတော့ကိုဘာသာနဲ့ကိုပြန်လာတော့ချက်ရမှာပေါ့အခုမှမိုးဟင်းမချက်ခင်ထမင်းမစားခင်မှာမမိုးအလူခံလိုက်အောင်မယ်နော်လွှင့်ပြီးတော့အလူခံလိုက်မယ်ကျေးဇူးတင်ပါတယ်ဆင်ကျေးဇူးတင်ပါတယ်ကဲကျေးဇူးတင်ပါတယ်နော်ခဏကြီးရေမမိုးရဘန်နဘက165နှစ်95334ထိုင်ဖာနေဘန်နော်ခင်မကြည်ဘန်နဘအဟောင်းပဲနော်85ရောက်မင်္ဂလာပါမမိုးဗီဒီယိုလည်းတီဖြတ်လို့မအားသေးဘူးပြီးတော့ရေနော်ရေကဲတောင်ကဗီဒီယိုက3ခုတော့မမိုးတစ်ခါတစ်ခုပဲထည့်ပေးလိုက်တော့တယ်ကျန်တဲ့ဗီဒီယိုတွေကတီဖြတ်မအောင်စီးတဲ့အချိန်လေးနဲ့ကိုယ်မယ်နော်မမိုးကလေနာယူချစ်တယ်နာယူချစ်တယ်ဟေးထိုင်းနိုင်ငံပဲနာယူလေကိုကစိတ်တွေပူပြီးတော့ပြန်လာရောက်တာနဲ့တခါတည်းဦးကျော်သူဖုန်းဆက်တယ်ဦးလေးရေးဒီမှာလွှင့်တော့မယ်နော်9 နာရီကျော်ထိုင်းနိုင်ငံမှာကျူးစားရအောင်9 ရက်စီပြီဦးလေးရေးမင်္ဂလာပါသမီးရေမင်္ဂလာပါကဲအားလုံးမင်္ဂလာပါခင်ဗျဝိုင်းပြီးတော့အားလုံးကြိုးစားကြတာပေါ့ဟုတ်တယ်စီးတယ်ဝိုင်းပြီးတော့ကျွန်တော်အားလုံးကြိုးစားကြမယ်ကျွန်တော်တို့တော်ဆန်ရဲ့ခြေနေရတော့သူတပြန်ကိုတပြန်လို့ပြောအောင်ပါပေါ့နော်သူဘက်ကတာလာလည်းရှိမယ်ကိုဘက်ကတာလာလည်းရှိတို့တော့အချိန်တန်ရင်တော့
ကျောင်းဆောင်သိလာမှာပေါ့အကုန်မြင်လာမှာပေါ့နော်ဒါဆိုတော့ဒါကတော့အထူးပြောနေစရာမလိုပါဘူးအဲ့တော့မနေ့ကသတင်းလေးတစ်ခုသတိထားမိလိုက်ပါလိမ့်မယ်မင်းအောင်နိုင်မန္တလေးနှစ်တရာပြည့်ဆိုတာသူသွားတယ်တဲ့အဲ့တော့အဲ့မှာတဲတဲ့နေရာကိုတမရဆိုတော့သူကမင်းအောင်နိုင်တဲတဲ့နေရာကိုပြစ်ထားနော်ဆိုတော့ပြစ်ဖို့က2နေရာရှိတာတနေရာမင်းအောင်နိုင်စီဝီရလောက်တဲ့နေရာပေါ့အဲ့နေရာကိုတမဖို့အတွက်ချိန်တဲ့ခါကျတော့လူလူရှိနေတယ်အဲ့တော့လူလူကိုထိခိုက်နိုင်အဲ့ဒါကြောင့်မို့မင်းအောင်နိုင်တဲတဲ့တိုင်းစစ်ဌာနချုပ်သေးပေါ့ဖြစ်မှာချင်းတယ်အဲ့ထဲကိုပြစ်ထဲတယ်ဆိုတော့ထိခိုက်မှုလည်းရှိတယ်ပေါ့နော်ထိခိုက်မှုလည်းရှိတယ်အဲ့တော့အဲ့နေရာမှာကျွန်တော်တို့တစ်ချက်သိထားမှာမင်းအောင်နိုင်ဘယ်သွားလဲသွားတဲ့နေရာမှန်သမျှကိုကျွန်တော်တို့ကလိုက်ပြီးတော့လုံနေပြီဆိုတာကိုဒါကိုအဖြေဒီအဖြေထုတ်ရမှာပေါ့နော်မင်းအောင်နိုင်ဘယ်သွားတယ်သွားတဲ့နေရာကိုသတင်းရတာနဲ့တမမှာပဲနော်လုံးလို့ရတာနဲ့တမမှာဆိုတော့တွေးလန့်ပြီးတော့တခါလဲတေသွားလဲအေးတာပဲဗျာနော်